မင်္ဂလာပါကျွန်တော်တို့ဗီဒီယိုတွေမတင်ပြတာအောင်ကြာပြီကျွန်တော်လည်းမအားတာနဲ့ပေါ့နော်နောက်တခြားကိစ္စတွေရောရှိလို့ပေါ့နော်အဲ့တော့ဒီမှာလည်းကျွန်တော်ခါတိုင်းလိုပဲ action post ကိုဆက်သွားပါဘူးနော်ဘလို့ကျွန်တော်16ရောက်နေပေါ့နော်16ဒီနေ့အဲ့တော့ကျွန်တော်တို့စကြမယ်အဲ့တော့ဒီပုံကတော့သူကဒီ slide ဖြစ်နေပုံပေါ့နော်ဒီ forward ကို ban ဖြစ်နေအဲ့ကျွန်တော်တို့သူ့ရဲ့ဒီရှာဖို့လိုတာပေါ့နော်ဒီ line ကိုအဲ့မှာပဲကျွန်တော်တို့ကသူ့ရဲ့ဒီပုံအကောင်းဆုံးပြန်ပြီးတော့ယူလို့ရမှာပေါ့ပြီးကျွန်တော်ဒီ tools သုံးလိုက်မယ်အဲ့တော့ flexible ruler ပေါ့နော် flexible ruler နဲ့ကျွန်တော်သူ့ရဲ့ဒီ main line တွေပေါ့နော် main line တွေကိုဖြတ်သွားတဲ့အဓိကဖြတ်သွားတဲ့အပိုင်းတွေပေါ့နော်ကျွန်တော်ဒီပေါင်းအားစားလို့ပေါ့ plan action လို့ပြောလဲရပါတော့သူ့ရဲ့ဒီခေါင်းထိပေါ့နော် one byte ဒီပေါင်းခေါင်းပေါ့နော်ဒီ flow ကိုယူမှာပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကသူ့ရဲ့ဒီအားကိုကျွန်တော်တို့ပြန်ပြီးတော့သုံးလို့ရမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီဆိုရင်အဲ့ဆိုရင်ရမယ်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ဒီပိုင်းတွေပေါ့နော်စပြီးတော့ထည့်တာပေါ့ကျွန်တော်နိုင်ရစပြီးတော့ထည့်မယ်ဒီတော့ကျွန်တော်နောက် brush ပေါ့နော်နောက် brush ရဲ့နောက်ရမယ်သုံးမယ်အောင်ကိုတောင်းလောက်ထားမယ်ပြီးစပြီးတော့ဆွဲကြမယ်ကျွန်တော်တို့ဒီပိုင်းပေါ့နော်ဒီမှာဒီကောင်းလာမယ်ပြင်ကျွန်တော်တို့ဒီကနေနိုင်အိမ်ပေါ့နော်နိုင်သွားမယ်ဒီမှာကျွန်တော်တို့သူ့ရဲ့ဒီ shape ပေါ့ဟုတ်နော်ပြီးတော့မှကျွန်တော်တို့ရဲ့ပိုင်းလာမယ်ပြီးတော့မှခေါင်းပေါ့ဒီမှာသတိထားမှာအကုန်လုံး overlap တွေဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုသူရဲ့ဒီ perspective ကြီးက extreme ဖြစ်နေတာပေါ့နော်ဒါလေးသတိထားပြီးတော့မှကျွန်တော်တို့ရဲ့ဒီကပါပိုင်းနေပြီးတော့မှဒီမှာကျွန်တော်တို့ရဲ့ဒီ shoulder joint ပေါ့နော်ဒီကောင် show ရနော်ပြီးတော့မှကျွန်တော်တို့သူ့ရဲ့ဒီကနေပေါင်ပေါ့နော်ပေါင်ကကျွန်တော်တို့ပြောရင်ဒီ line ပေါ့နော်ဒီ line ဒီကြည့်တယ်အဲဆိုရင်ကျွန်တော်တို့ကအဲ့ဒီ line ကိုယူပေါ့နော်ပြီးမှကျွန်တော်တို့ဒီမှာနောက်တစ်အောင်နေလာမယ်ဒီမှာကျွန်တော်တို့ ਨੇ သူကအနည်းဆုံးဖြစ်တဲ့အတွက်ဒီပေါင်နှင်းရဲ့ဒီဘာပေါ့နော်ချိန်ကြီးရတော့အရင်ကြီးနေမှာပေါ့နော်နော်နောက် twist and turn ပေါ့နော်သူကဒီကောင်ဒီလိုမျိုးလန်ထွက်နေချိန်မှာဒီကောင်ဒီလိုမျိုးပြန်ဝင်နေတာပေါ့နော်အဲ့လေးကြည့်ကြမယ်အဲ့တော့ကျွန်တော်ရဲ့ဒီမှာဒီတိုင်းလာမယ်ပြေပေါ်နိုင်နော်ပြေပြီးလာမယ်ဒီမှာဒီကောင်ထွက်ထွက်မယ်ဒီမှာကျွန်တော်ဒီမှာတပ်လို့ခေါ်လေအောင်မိပါနောက်ပိုင်းပေါ့နော်ပေါင်းရင်နောက်ပိုင်းဒီမှာကျွန်တော်ဒီမှာအင်္ဂါဆက်ရှိမယ်ဒါမယ်ဒီမှာကျွန်တော်တိုင်းပေါ့နော်အခုနမိဝိုင်းနေရဒါတကောက်ကွေးလို့ခေါ်တာပေါ့နော်ကျွန်တော်ဗမာကောက်ကွေးဒီကောင်ရဲ့အဲ့ဒီပိုင်း
ပြီးမှတော့ကျွန်တော်လိုတာပိုတာတွေပြင်ရမှာပေါ့နော်နော်ပြီးမှကျွန်တော်သူ့ရဲ့ဒီလက်မောင်းလာမယ်ဟုတ်နော်ပြီးမှကျွန်တော်သူ့ရဲ့ဒီဘက်ကတော့ပြောက်နေတာပေါ့နော်ကျွန်တော်ကတော့အဲ့မှာသူ့ဓာတ်ပေးခိုင်းလိုက်တာပေါ့နော်အဲ့မှာနော်အဲ့နော်ဟုတ်နော်ပြီးမှကျွန်တော်သူ့ရဲ့ဒီပိုင်းလေးလာမယ်ပြီးမှကျွန်တော်သူ့ရဲ့ဒီလက်ပေါ့နော်ကောင်းနေနေပေါ်ရအောင်ပြီးမှကျွန်တော်သူ့ရဲ့ဒီပိုင်းလေးပါမယ်အဲ့ဆိုရင်ကျွန်တော်ဒီတိုင်းရပြီပေါ့နော်ဟုတ်နည်းနည်းလေးပြီးမှသူ့ရဲ့ဒီမျက်လုံးလိုင်းလာပေါ့နော်နောက်တစ်ယောက်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့သူ့ရဲ့ဒီပါဇက်တို့ဘာလို့ဒီရင်သားတွေထွက်လာမယ်ရင်သားပတရားထွက်နေပါဘူးနော်နော်ဒီဘက်ကလည်းဒီတိုင်းသွားမယ်ဟုတ်လာဒီမယ်ဒီကျွန်တော်ဒီနာနာမယ်ဒီမှာဒီတိုင်းနေရမယ်နော်ဒီပိုင်းနော်အဲဆိုကျွန်တော်တို့ကဒီတိုင်းနေရပါပြီပေါ့နော်ဒီမှာကျွန်တော်သတိထားမိလိုက်တာဥမာဒါဒီလိုလာပေါ့နော်ဒါကြီးကဒါဖြစ်နေမယ်အဲဆိုကျွန်တော်တို့ကဒီကောင်းအောင်ပြန်ပြီးတော့ပြန်ပြောင်းအောင်ပါပေါ့နော်ဒီသွားရထည့်လိုက်အောင်မယ်အဲသူရဲ့စပင်းလိုင်းနေနော်ဒီဓာတ်ကိုကျွန်တော်ပြန်ဖြည့်လိုက်မယ်ကျွန်တော်ကဒီဘက်ကိုပြန်ယူရမှာပေါ့နော်အဲသူရဲ့ဓာတ်ဟိုလာနေမယ်
နော်ပြီးတော့မှသူ့ရဲ့လက်ပေါ့နော်ဟုတ်ကဲ့ဒီဖြစ်ပါတယ်နော်ပြီးတော့မှသူ့ရဲ့ဒီဓာတ်ရဲ့ဒီညာနောက်ကိုဆက်သွားလိမ့်မယ်နော်အဲဆိုကျွန်တော်တို့ကဒီတိုင်းရိုက်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့လိုတာပူတာနည်းနည်းချင်းစီ adjust လုပ်ပြီးတော့သူ့ကိုထင်းလိုက်လို့ရိုက်ပေါ့နော်ဒီတော့ကျွန်တော်ဒီဒူးနာလေးမှာနည်းနည်းလေးနည်းနည်းပြီးတော့မှကျွန်တော်ဒီပိုင်းပေါ့နော်ဟုတ်ပြီနော်အဲဆိုကျွန်တော်တို့သူ့ကိုထင်းလိုက်တော့မယ်ဒီအောင်လေးသွားလိုက်နော်ပြီးတော့မှသူ့ရဲ့ဒီလုံးမြင်လာနော်ပြီးတော့မှကျွန်တော်ဒီဒီပေါင်းတယ်နော်ပြီးတော့မှဒီတိုင်းနော်ဒီတိုင်းသွားမယ်ပြီးတော့မှကျွန်တော်ဒီပိုင်းပေါ့နော်ပြီးတော့မှကျွန်တော်ဒီပိုင်းဟုတ်ပြီနော်ပြီးတော့မှကျွန်တော်ဒီပိုင်းနေသွားမယ်ပြီးတော့မှကျွန်တော်ဒီပိုင်းနေပြီးတော့မှပိုင်းလာမယ်ပြီးတော့မှပိုင်းလာမယ်ပြီးတော့မှဒီဘက်နမောပါမယ်ပြီးတော့မှဒီပိုင်းလာမယ်ကျွန်တော်ဓာတ်ကိုတော့ဝမ်းနေဆင်းသွားရမယ်ကပ်ဖူလာနေကျွန်တော်တို့ဒီပိုင်းနေနော်
ပြီးမှကျွန်တော်တို့ရဲ့ဒီနှာခေါင်းမှာနော်နော်ပြီးမှကျွန်တော်တို့ပြီးမှကျွန်တော်တို့ရဲ့ပိုင်းနေနော်ဘယ်ကနေရနေနေရမယ်ဒါဆိုရင်ကျွန်တော်ချင်းပြလိုက်စင်ရရည်ကျွန်တော်ဒီခေါင်းယူချဆွဲဖို့ပဲကျွန်တော်ဒါလည်းဒါနဲ့ပဲလာလိမ့်မယ်ဒါနဲ့ဆိုတော့ဒီလို curve ကြီးကြတော့ဒီလိုလေးခေါင်းဆွဲပန်တူးထက်ကိုပို့ပြီးတော့ flexible ဖြစ်တာပေါ့နော်ဒီခေါင်းကြီးပန်တူးမှန်နေလိုက်နေရတယ်အဲ့ရောကျွန်တော်တို့ဒီကောင်ဖင် over ဒီတိုင်းဆွဲလိုက်တာပိုကောင်းအမှန်တူဖလိုညီပါဘူးနော်မဟုတ်ကြကျွန်တော်တို့လူရပြက်နေတယ်ဒါဆိုကျွန်တော်ရပြီပေါ့နော်ဒါဆိုကျွန်တော်သူ့ရဲ့ဟိုထည့်ရုံပဲပေါ့နော်အလင်းမှာအဲ့ရတော့ကျွန်တော်တို့ဒီလာဆူထည့်လိုက်တော့မယ်ဘာနဲ့ပဲထည့်ပေါ့နော်ဟိုတိတ်တဲ့နည်းနဲ့သုံးရတယ်ပြောကျွန်တော်တို့ဒီပိုင်းနေနော်ကျွန်တော်ဒီပိုင်းနေနော်ရင်သားရဲ့အောက်ပိုင်းနေမောင်နေလိမ့်မယ်နော်ဒါဆိုရင်ပိုင်းနေနော်ဒါဆိုကျွန်တော်ထည့်ချေလိုက်တော့ဒီကောင်မေးလိုက်တော့နော်ပြီးမှကျွန်တော်လိုတာပို့တာကို brush နဲ့လာမယ်ဒီဖြတ်တာတော့ပြနေပေါ့နော်ဒီကောင်စနေနေထောက်ကြည့်ဖြစ်တယ်ဟုတ်နော်ဒီမှာဒီဘက်ကကောင်ဆိုတဲ့ထောက်ကြည့်ဖြစ်သွားတယ်ဒီပြန်ချင်တယ်ပြီးမှနိုင်မလို့နိုင်မလို့ဒါဆိုကျွန်တော်ဒီပုံရပြီပေါ့နော်ဒီဘောတရားတွေကတော့အတူတူပါပဲဟုတ်ပြီနော်ကျွန်တော်တို့ကဒီရဲ့ action တွေကိုပဲအမှန်တဖို့ပေါ့နော်လုပ်ဖို့ရည်ကြည်ပါတယ်ဟိုဆွဲပါများလာရင်အဲများနားလေတာမှာပေါ့နော်ဒါတော့ practice ကတော့ကျွန်တော်တို့
replace လုပ်လို့မရဘူးเนาะတခြားဘယ်လောက်ပဲ understanding theory ရသဘောပေါက်နေပါစေနားလည်နေပါစေပေါ့เนาะ practice ကတော့အားထုတ်လို့မရဘူးเนาะအဲဆိုကျွန်တော်ဒီနေ့ဒီပုံမှာနားထားလိုက်မယ်နောက်ကြုံရင်လည်းကျွန်တော်ဆက်ပြပါမယ်เนาะ